အခုကသူတို့ကဘယ်လိုသတ်မှတ်လဲဆိုလို့ရှိရင်စပိန်ဆိုတာကဒီ license တွေဘာတွေမလိုဘဲတက်မောင်းလို့ရပေမဲ့လည်းပေါ့နော်ဒီစပိန်ကိုရင်မောင်းသူစပိန်မောင်းတဲ့သူရင်မောင်းသူတူလို့ပဲသူတို့အနေနဲ့ကတော့ယူဆပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့စပိန်စီးတာဆိုတာလည်းရင်တစ်ခုကိုစီးနေတာမဟုတ်လို့တာဝန်ပြေဝယူရမယ်ဆိုတဲ့သဘောနဲ့ဒီစနစ်ကိုစတင်လိုက်တာပါအသက်16နှစ်အထက်ရှိတဲ့သူတိုင်းအကျုံးဝင်ပါတယ်ပထမဆုံးဒီအပြန်ရောင်လက်မှတ်ဆိုတဲ့စနစ်အကြောင်းပြောချင်တာပေါ့နော်အရင်တော့ကစပိန်စီးလို့ရှိရင်ဒီအပြန်ရောင်လက်မှတ်ဆိုတာကိုဖြတ်တာမျိုးတွေလည်းမရှိဘူးပေါ့နော်စိုက်ကယ်တို့ကားတို့ဒါလေးပေါ့နော်ပါကင်မဟုတ်တဲ့နေရာမှာရက်ရင်လက်မှတ်ဖြတ်ခံရတာမျိုးရှိတယ်ပေါ့အဲ့လိုလက်မှတ်တွေဖြတ်ခံရပြီဆိုရင်ကျမတို့ဒီ license ကင်ထားတဲ့သူတွေ license ရှိတဲ့သူတွေ license ရင်မောင်းနေတဲ့သူတွေကကညနယုံလို့ရင်မောင်းရစီကံလက်စီကံဌာနတွေကိုတွားပြီးမှဒဏ်ငွေဆောင်ရတာမျိုးတွေပြောရရင်မွန်တိုပီကယ်ဆိုအခုအဲ့နေရာမှာနေချက်ချင်းငွေဒဏ်ငွေပေးဆောင်ရတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေကအရင်တော့စပိန်မှာတော့မရှိခဲ့ဘူးပေါ့နော်အရင်တော့စပိန်မှာမရှိခဲ့ပေမဲ့အခုကသူကစပိန်မောင်းနဲ့သူက license ယူစရာမလိုပေမဲ့လည်းရင်မောင်းသူတူဦးအနေနဲ့သတ်မှတ်တယ်ဆိုပြီးတော့အခုနေစပိန်မှာလည်းရင်စည်းကမ်းဖောက်ပြတဲ့သူတို့ပြောတဲ့အချက်လက်တွေနဲ့မညီဘူးဆိုလို့ရှိရင်ဒါအပြန်အောင်လက်မှတ်ကိုဖြတ်ပေးမှာဖြစ်ပါတယ်အဲ့တော့မွန်တိုပီကယ်ကတားမယ်တားပြီးရင်ကိုယ်အပြန်အောင်လက်မှတ်တစ်စောင်ထုတ်ပေးမှာပေါ့နော်သူတို့တန်ကြေးကိုရေးပြီးတော့အဲ့ဒီအပြန်အောင်လက်မှတ်မှာပါတာကသူစီကံအနေနဲ့လိုက်ပြီးတန်ကြေးတွေကမတူဘူးပေါ့အဲ့တော့အဲ့ဒီအပြန်အောင်လက်မှတ်ကိုကအဲ့ညမှာရင်ငွေဆောင်နိုင်ရင်လည်းဆောင်ပေါ့မဆောင်နိုင်ဘူးဆိုရင်အဲ့လက်မှတ်ကိုယူလာပြီးတော့မှကိုကဒီကညနာယုံလို့ရင်စီကံလက်စီကံဌာနတို့တွားပြီးမှတန်ငွေဆောင်ပေးရမှာနော်အဲ့တော့အဲ့ဒီတန်ငွေတွေကိုမဆောင်ဘဲနဲ့ထားတယ်ဆိုလို့ရှိရင်လည်းသူတို့ကဒါ blacklist အနေနဲ့သတ်မှတ်တာမျိုးတွေရှိနိုင်တယ်အဲ့ဒါကြောင့်မလို့ရင်စီကံလက်စီကံရဲ့တန်ငွေလေးတွေဘယ်လိုတွေရှိလဲတစ်ချက်ကြည့်ရအောင်နော်ပထမဆုံးအနေနဲ့ဖုန်းသုံးပြီးတော့သွားတာစပိန်စီးတာပေါ့နော်ဖုန်းသုံးပြီးစပိန်စီးတာဖုန်းကင်ပြီးတော့စပိန်စီးတာမျိုးဆိုရင်တော့တန်ငွေ1200ပါနောက်တစ်ခုကတော့မီနီဖြစ်နေတဲ့ရထားလမ်းပေါ့နော်ရထားလမ်းကူးတဲ့ဟာအဲ့ဒီရထားလမ်းကူးမှာမီနီယာဖြစ်နေပြီးမီးမောင်းကမောင်းတန်ကကြာကနေနေပြီဒါပေမဲ့အတင်းဖြတ်မောင်းတာအဲ့ဒါမျိုးဆိုရင်တော့တန်ငွေ9000ပါနောက်တစ်ခုကတော့3ခုတစ်ခါတည်းပေါင်းပြီးပြထားတယ်ပထမတစ်ခုကမီးပွိုင်းအချက်ပြတာမသိကြအောင်ဆောင်တော့ဥမာမီနီကိုဖြတ်မောင်းတာဖြစ်ဖြစ်မီးပွိုင်းကိုမကြည့်ဘဲနဲ့သွားတာဖြစ်အဲ့ဒါမျိုးတွေပြီးတော့ရှင်လမ်းပြောင်းမြန်စီးတာလူသွားလမ်းမှာ platform ပေါ်မှာစီးတာအရင်တော့ကျမကလေးတွေကို platform ပေါ်မှာစီးဖို့သင်မေးတယ်ပေါ့နော်ဒါပေမဲ့အခုသူကစပိန်ကိုလည်းရင်တစ်ခုအနေနဲ့သတ်မှတ်တာမဟုတ်လို့ရင်က platform ပေါ်မှာမစီးရဘူးလမ်းမှာစီးရတာလို့ဆိုပြီးတော့မှရှိရဲအကြောင်းမို့လို့ platform ပေါ်မှာစီးရင်လည်းဖမ်းမယ်လမ်းပြောင်းမြန်စီးရင်လည်းဖမ်းမယ်မီးပွိုင်းကိုမီနီဖြတ်မောင်းရင်လည်းဖမ်းပါမယ်ပွိုင်းလူကူးမြင်းကြားမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါရင်ဖြစ်စပိန်ဆိုတာရင်ဖြစ်တဲ့အတွက်လူကူးမြင်းကြားမှာလူကကူးနေပြီဆိုရင်ကျမတို့ကခဏရက်ပေးရမယ်ရင်ကလူကိုဦးစားပေးရမယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့စပိန်ကအတင်းအဓမ္မတိုးဖြတ်လို့ဒီလူနဲ့လူကအဟန့်အတားဖြစ်တယ်လူကလန့်သွားအဲ့မျိုးတွေကိုတွေ့ခဲ့လို့ရှိရင်သူကဖမ်းပါမယ်တဲ့ဖမ်းပြီးလို့ရှိရင်တော့ဒါကတန်ငွေ6000ရန်ပါနောက်တစ်ခုကတော့တတ်မှတ်နေရာမှာခိတမယနာခြင်းဆိုတာကကျမတို့ထုံမားတဲ့ဆိုတဲ့စိုင်းမုတ်လေးတွေဂျပန်မှာရှိတယ်နော်ထုံမားတဲ့အနီရောင်သရိကန်စိုင်းမုတ်လေးတွေအဲ့ဒီသရိကန်စိုင်းမုတ်လေးတွေရောက်ရင်ဘလို့စိုက်ကယ်တွေကားတွေကတော့အမြဲတမ်းရက်ရတယ်ဘိန်းလေးလုံးပါတဲ့ကောင်ဆိုဘိန်းလေးလုံးလုံးပါအောင်ရက်ရတယ်ပေါ့နော်စပိန်တွေကတော့အရင်တော့ဒါမျိုးစီကန်ရှိခြင်းမှရှိမဲ့အခုကရင်အနေနဲ့တတ်မှတ်လိုက်ပြီဆိုတော့အဲ့ဒီထုံမားတဲ့ဆိုတဲ့နေရာကိုတွေ့လို့ရှိရင်စပိန်ကိုရက်ပေးရပါမယ်ခဏပြောလို့ရှိရင်ညာဘက်တွေမှာမီးမထွန်းမဲ့မောင်းတဲ့လူတွေရှိရဲမီးလုံးပြတ်နေလို့ဆိုပြီးမှမီးလုံးထုံမီးမပါပဲလူတွေပြီးတော့ break တွေပြတ်နေတာ break တွေစပိန်ကချွတ်ယွင်းနေတာအဲ့ဒါမျိုးတွေကိုသူတို့တွေ့ရှိရဆိုလို့ရှိရင်တန်ငွေ9000ပါပြီးရင်နောက်ဆုံးတစ်ခုကတော့စပိန်နှစ်စီးပေးချင်းရှင်ပြီးမောင်းတာပေါ့နော်ဂျပန်မှာရောက်ပြီးတဲ့ခါကျလူတိုင်းကတည်နေပြီလို့ထင်ပါတယ်ဂျပန်မှာစပိန်စီးရင်နေဘက်တွေဘာတွေမှာဆိုတော့ရှင်စီးအရင်တိတ်မတိတာပဲမဲ့ပေါ့နော်စပိန်ကိုပေးချင်းရှင်စီးတာခွင့်မပြုထားဘူးစပိန်2စီး3စီး4စီးလာပြီးစီးပြီဆိုလို့ရှင်အဖွဲလိုက်စီးမယ်ဆိုရင်စပိန်ကိုတစ်စီးနောက်မှာတစ်စီးနောက်မှာတစ်စီးစီတန်းပြီးတော့မှသွားရတယ်ပေါ့နော်ရှင်စီးလို့ပေးချင်းရှင်လို့မရအောင်နောက်တစ်ခုကတော့2ယောက်တင်တာပေါ့နော်စပိန်တကဘာလုံးမှာစပိန်ကို2ယောက်စီးလို့ရတယ်အနောက်ခုံပါတဲ့အတွက်ဒါပေမဲ့ဂျပန်တစ်ခုတည်းကစပိန်ကို2ယောက်စီးလို့မရပါဘူးတဲ့စပိန်ကို1ယောက်တည်းစီးလို့ရပါတယ်တဲ့နော်အဲ့တော့2ယောက်စီးရင်လည်းဖမ်းပါမယ်တဲ့ပြီးတော့ဝင်ပိုတင်ခြင်းပေါ့နော်ရှေ့ချင်းတွေနောက်ခုံတွေမှာဒီပစ္စည်းတွေအများကြီးတည်လာတာတို့အဲ့လိုမျိုးတွေမြင်တာဘေးချင်းရှင်စီးတာ2ယောက်စီးတာအဲ့လိုမျိုးတွေဆိုရင်တော့တန်ငွေ3000ပါတဲ့
ဆိုတော့တခုပြောချင်တာဂျပန်နေရလေဥပဒေတခုအသက်ဖြစ်ပြီးတော့ကိစ္စတခုအသက်ဆလုပ်ပြီးဆိုရင်အရန်ကိုဘယ်လိုပြောရမလဲတက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီအပြာရောင်လက်မှတ်စနစ်ဆိုတာကလည်းလေးလပိုင်းတရက်နေမှာစတင်ပြီးကျင့်သုံးမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဆက်ချင်းမှာအရန်ကိုသူတို့တွေကတောက်ထောက်ပြီးကြည်နေပြီးမှအရန်အဖမ်းဆီးတွေကျမ်းမယ်လို့ကျမကထင်တယ်အဲ့ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပေါ့နော်မင်းနောက်ဆက်တို့လည်းလမ်းသွားလမ်းလွာမှာအရင်တေချာဂရုတစိုက်ပြီးအရင်အထပ်ပို့ပြီးမှဂရုစိုက်ပြီးစီးပေးကြပါအပြာရောင်လက်မှတ်ဒီဘယ်သူမှအဖြစ်မခံရပါစေနဲ့အားလုံးလည်းဂျပန်မှာဘေးရန်ရကင်းရှင်းစွာနဲ့သွားလာနိုင်ကြပါစေရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့မယ်နော်တတား